好，坐嚟頭啦。啊，玩翻咪ပြသွားလား။哦，ကြည့်လို့ကောင်းဆုံးကြီးရဲ့။ ကိုရှင်ကဘယ်မရင်ငယ်မနဲ့ကျူနေတာ အော်မဟုတ်ပါဘူးမိမရဲ့ဒီဘက်တက်တော်လေး မှောင်နေပြီကြက်ချံမီးပေးရမှာတွားမီးဆက်သွားနှိုးကြက်ချံမီးပေးရမှာမှောင်နေပြီ ဒီပါကွာမင်းကလည်းစိတ်ကြီး ရေမရဖတ်မရပဲလို့တော့ရှင်ပြန်တော့တနေ့ဖုံးမဲ့ကြည့်နေရေမရအဖတ်မရနဲ့ဒါပဲထိုင်လို့ ဒီမိမတစ်ချိန်လုံးဝစီလို့အဲညီစက်ကတစ်မျိုးဟိုမိမကတစ်မျိုးဒါမှမဟုတ်ဒီโอ้ဖြစ်တာလေအော်ဒီမီဇက်ကလည်းဘာဖြစ်တာလဲမသိဘူးကွာဟိုပေါ်စီလုံးတဲ့မိမနဲ့တော့ငါအပွက်ခံရတော့မှာပဲကြက်တယ်လေကနေညတော့အမောင်ငါပါထဲမှာပဲအိတ်တယ်မယ်ငါလည်းမတတ်နိုင်တော့ဘူး ရှင်းအောင်မီးဆက်သွားနှိုးခိုင်းတာလေမီးမဲမလာဘူးဒီလောက်ကြာကြီး မင်းမီဇက်စီပြက်တယ်လားမသိဘူးနှိုးကိုမရဘူး စီမဝယ်ထားဘူးလား ဟောငါအမေဒီလောက်လုံးနေရှုပ်နေတာဟာဘလို့အဲ့အစီဝယ်ချင်ရမှာလဲမင်းတို့မိမရဲ့ပွားစီလုပ်ဖို့တော့ပဲအားကြောင့်အစရပြောပါတယ်ဟိုဘက် channel မှာဆိုလို့ရှိရင်လက်အိတ်ဆိုလာကုမ္ပဏီနဲ့ချိတ်ဆက်ပြီးဆိုလာတက်ထားတာအစီတွေကိုပြေးလို့မင်းပဲနှစ်မျောနေတယ် တိန်းတရာတော့ကုန်မှာပေါ့အရှင်ကလေ အေးအဲ့တိန်းတရာကျော်ကုံတာလောက်ပဲမင်းတို့မိမတွေကတီးတာအဲ့တိန်းတရာကျော်ကုံလို့ရလာမဲ့အကျိုးဆက်ကိုမင်းတို့ကမတီးဘူးဟိုက်မှာလက်အိတ်ဆိုလာကုမ္ပဏီတဲ့ဝင်းတာကြည့်လိုက်တော့ပေါ့ကို နဲ့အိတ်ဆိုလာပေါ့အဲဆိုလာပစ္စည်းတွေအများကြီးရှိတာပဲအဲ့ဆိုကျမတို့မနက်ဖြန်နဲ့အိတ်ကုမ္ပဏီ limited ကိုသွားကြည့်ကြမလား မင်းတကယ်ပြောနေလားမနှမျောတော့ဘူးပေါ့ အော်အခုတက်မှရမယ်ဟာ အေးပြီးရောအဲ့ဆိုတော့မနေ့ဖြတ်သွားကြမယ် အေးသွားကြမယ် မနေ့ဖြတ်သွားကြည့်မယ်နော်မင်းကြိုက်သွားစေရမယ်အဲ့ဝင်ဆောင်မှုမင်းကြိုက်သွားစေရမယ် မနက်ဖြန်သွားကြည့်ကြမယ်နော် ပါဆိုမှပဲကဲပဲ ဟာဘုရားမင်္ဂလာပါ မင်္ဂလာပါညီမလေး ဒါလေးများလွယ်လည်းမသိ အမဆိုလာတက်ချင်လို့လေအဲ့ဒါဆိုလာလေးကြည့်ချင်လို့ โอเคโอเคအဲ့ဒါဆိုရင်ဘောစီကြပါခင်ဗျာတိတ်တိတ်ရှင်းပြပါလိမ့် ဟာအေး ဟောဘုရားဆောက်ပါခင်ဗျာ ဟုတ် ဟောထိုင်ပါဦးဟုတ်အဲ့ဒီလုံးလုံးကိုကိုပီလုပ်ပါလိမ့်မယ်နော် ဟုတ်ကဲ့ရှင်ဟာ ဟုတ်ခဏထိုင်ပါဦးခင်ဗျာကျောင်းတော့ချင်းမှမသိဘူးဘောစခေါ်ပြရမယ်ဟုတ်ကျေးဇူးပါဟုတ်တယ်ခင်ဗျာ ဟုတ်မင်္ဂလာပါဗျ အဲ့ဒီကိုပီဟုတ်ကဲ့ဗျာ ဟုတ်ကိုတို့ကဟိုဆိုလာကိုဘာအတွက်များတုံးနေတာလဲမသိဘူး အော်ကျွန်တော်လားဆိုလာကိုလေကျွန်တော်အိမ်မှာမီးစက်တုံးလာအဆင်မပြေလို့ဗျာကျွန်တော်တီဗီလည်းကြည့်ကြတယ် ဟုတ်ကဲ့ ဟောကျွန်တော်ဖုန်းနဲ့လည်းအားတွင်းကြတယ်ဗျာကျွန်တော်ဒီထမင်းလည်းချက်မယ် ဟုတ်ကဲ့ ဖန်ကြောင်းအေးမီးလည်းအများကြီးတွင်းကြတယ်ဗျာဖန်ကြောင်းနေတယ် ရပါပြီဟုတ် ဟိုဘက်ကအဲ့လိုမျိုးဟိုဘလို့ဟိုဆွတ်ဆောင်ပေးနိုင်တယ်ပေါ့ ကဲ့ဟို TV ကြည့်မယ်ဖုန်းအားသွင်းမယ် ဟုတ် ဟိုမီးရလည်းတညာလုံးထွင်းချင်မယ် ဟုတ် ဟုတ်ကဲ့လုပ်ငန်းအတွက်ပါတုံးရင်သေးတာမသိဘူး ဟုတ်လုပ်ငန်းတော့အဲ့လိုကြက်ချန်နေပါဗျာကျွန်တော်တုံးကျင်တယ် အော်ဟုတ်ကဲ့ ဟုတ် ဟုတ်အဲ့ဒါဆိုကျွန်တော်တစ်ချက်လောက်တွက်ပေးမယ်နော်ကို ဟုတ်ဟုတ် ဟုတ်ဟုတ် ဟိုအဲ့ဒါဆိုလို့ရှိရင်လေကိုဟိုဂရိုးက6ကီလိုကနေကျွန်တော်တို့ဘက်ထရီ 300Ah တစ်လုံးနဲ့သုံးရမယ်ကိုဆိုလာကတော့ကို8ချက်တက် ရှစ်ချက်ဟုတ်ဟုတ် ဟုတ်ကဲ့ကိုတို့အခုသုံးချင်တဲ့ lighting တွေ TV တွေ aircon တွေပန်ကာတွေပြီးရင်ကြက်ချန်တွေလည်းတညာလုံးကျွန်တော်တို့မီးပေးလို့ရမယ် ဟုတ်ဟုတ်ဟုတ် ဟုတ်ကဲ့အာမခံအနေနဲ့ကတော့ကျွန်တော်တို့က9နှစ်ပေးထားပါတယ် ဟုတ်9နှစ်တည်း အေး ဘက်ထရီတော့9နှစ်ပေးမယ်အင်ဗာတာကိုတော့1နှစ်ခွဲပေါ့နော် တစ်နှစ်ခွဲ ဟုတ်ကဲ့ တစ်နှစ်ခွဲရတော့ ဟုတ်ကဲ့ဆိုလာကတော့ကျွန်တော်တို့12နှစ်အာမခံပါပါတယ်ဗျ 12နှစ် ဟုတ်ကဲ့ အဲ့တော့ကျမတို့အခုရွာမှာတက်မယ်ဆိုတော့ကိုပေါ့သွားဆင်ရမှာလား မဟုတ်ကဲ့ကျွန်တော်တို့ကဟိုအိမ်နိုင်ရောက်လာဆင်ပေးမှာ ဩ အဲ့အတွက်ကုန်ကြစိတ်ကလည်းကျွန်တော်တို့အပြီးရှိပါပြီတောင်းတယ်ဟုတ်ကဲ့ ဩအဲ့ဆိုနော် ဟိုကျွန်တော်ကလေဒီနေပါတက်မှာဆိုတော့လေဟိုတခုခုဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကနားမလဲဘူးဗျာနားမလဲတော့ဟိုဒီအဲ့လိုမျိုးပြဿနာတွေဖြစ်လာပြီဆိုလို့ရှိရင်ဟိုဘလို့ဖြစ်ရှင်းပေးမှာလဲကိုတို့ဘက်က အဲ့လိုမျိုးပြဿနာဖြစ်လာလို့ရှိရင်ကျွန်တော်တို့က service running က1နှစ်ပေးထားတယ်
တစ်နှစ်ပေးထားတဲ့အတွက်ကြောင့်မို့တစ်နှစ်အတွင်းမှာကျွန်တော်တို့ကကိုယ်စိတ်နဲ့ကို installation charge လုံးဝမယူဘူးတစ်နှစ်အတွင်းမှာ free အကုန်လုံးကိုလုပ်ပေးတယ်ပစ္စည်းကလည်းအာမခံ9နှစ်ပါတဲ့အတွက်ကြောင့်မို့အဲ့9နှစ်အတွင်းမှာပစ္စည်းမကောင်းရင်ကျွန်တော်တို့ပစ္စည်းအသစ်ချက်ချင်းလဲပေးတယ် inverter မကောင်းရင် inverter battery မကောင်းရင် battery solar မကောင်းရင် solar ပေါ့နော် running ကာလအတွင်းမှာအကိုတို့ဘက်ကဘာမှ extra charge ဒါဘာမှထပ်ပေးကြမလို့အဲ့ဒီအတွက်ကျွန်တော်တို့ဘက်ကကုမ္ပဏီအပြည့်အဝဝန်ဆောင်မှုပေးပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ် ကော်ဖီလေးတောက် ဖြစ် ဟုတ်တောက်ပါဦးကို ဟုတ် ကြိုက်ပြီဗျာကျွန်တော်ဒီလိုဝန်ဆောင်မှုကောင်းတဲ့ဆိုင်မျိုးလိုက်ရှာနေတာငါတစ်ခါအစင်ချခဲ့တယ်အော်ကျွန်တော်စင်တစ်ခါချခဲ့လိုက်ပြီဗျာ ရပါပြီဟုတ်ကဲ့ ဆင်ရငွေကျမတို့25သိန်းချခဲ့လိုက်မယ် ရပါတယ်ဟုတ်ကဲ့ဟုတ်ဂျာကြီး ဟောပြီဗျာ တစ်ချက်လောက်လက်ခံလေးရေးပေးလိုက်ပါဦးဟုတ် ဟောဘာလို့ပို့ရမယ့်နေရာလေးကိုပြောပြပါဦးဗျာ အော်ကျွန်တော်ဟိုမကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့ပေါ်လာကြီးကြီးရအိမ်နံပါတ်54ပြီးတော့အခုတို့ဒီလက်ခံထားတဲ့ငွေအမောက်ကိုလည်းကျွန်တော်ရေးထားတယ်အဆက်ဆက်ရတာဝန်ကျွန်တော်ဘက်ကဝန်ဆောင်မှုပြည့်တဲ့အိမ်ထိအိမ်အောင်လာရောက်ပြီးတက်ဆင်းပြီးမှဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ဗျာ ဆိုလာတက်စင်ရင်စဉ်းစားထားတဲ့လူကြီးမင်းများခင်ဗျာပစ္စည်းမှန်ဈေးနှုန်းမှန်ဝန်ဆောင်မှုလည်းကောင်းတဲ့အပြင်တာဝန်ခံမှုပါအပြည့်ရှိတဲ့ကျွန်တော်တို့ရဲ့ Net Solar Company နဲ့ဆက်သွယ်လိုက်ပါ ဆက်သွယ်ရမယ့်လိပ်စာကတော့အမှတ်115မြင်းကြီးတဲ့ညရာကုန်းလမ်းမင်္ဂလာတောင်ညွန့်မြို့နယ်ရန်ကုန်မြို့ဖုန်းနံပါတ်399450 236931 3999353306 တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတယ် Net Solar ကိုလည်းပဲဆက်သွယ်လို့မမေ့ကြနဲ့ဗျာ